ပါကပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများသည်မြန်မာနိုင်ငံ၌အရေးကြီးသောရေချိုကန်ဖြစ်သောအင်းတော်ကြီးကန်၏သဘာဝအရင်းမြစ်အမွေအနှစ်များကိုထိန်းသိမ်းဖို့ရန်အတွက်ကန်ကြီးကိုမှီတင်းနေထိုင်ကြသောရပ်ရွာအတိုင်းအဝန်းများကိုပံ့ပိုးကူညီမှုတွေပြုလုပ်လာခဲ့ပါသည်2015ခုနှစ်၌ဖွဲ့စည်းအချို့သည်ရေရှည်တည်တံ့သောငါးထိန်းသိမ်းရေးစုံများထိရောက်စွာတည်ထောင်နိုင်ရန်အတွက်ကံပတ်လည်တွင်နေထိုင်ကြသောလုပ်သားများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်ယခုလူဆောင်ရွက်ရာတွင်ရေလုပ်သားများ၌မိမိတို့၏ခံစားချက်များလိုအပ်ချက်များကိုပွင့်ပွင့်လင်းလင်းတင်ပြခွင့်ရရှိခဲ့ကြပါသည်နံပါတ်1အနေနဲ့အကိုတို့ဒီငါကြောင်ငါရမှုနဲလာခဲ့တာကတော့ဒီပတိရှော့တိုက်တဲ့အရာအဓိကနံပါတ်1ကအဲ့ဒီအချက်ပဲအဓိကနံပါတ်1အချက်ပဲ तू ကဘာလို့ဆိုတော့ကကြာငါအသေးကနေစငါအကြီးထိ तू ကဖြက်စီးပစ်တာလေအဲ့အကြောင်းမို့ငါမျိုးတုံးတယ်ဒုတိယအချက်ကတော့အကိုတို့ငါဖမ်းတဲ့လူကြီးရလည်းများလာခဲ့တဲ့အတွက်အဲ့ဒါထိမိလဲလာခြင်းအကြောင်းကတော့နှစ်ချက်ရှိတာပေါ့ဟုတ်ကဲ့ပါတစ်ချက်ကတော့ရှင်းပြောရင်လူတွေရဲ့စာဝတ်နေရေးအကြောင်းဟိုနိုင်ငံတော်ကတတ်မှတ်ထားတဲ့ဟိုမတန်းရတဲ့တတ်မှတ်ထားတဲ့ပိုက်ကွင်းတွေကိုတန်းမိတယ်တန်းပြီးတော့တန်းမိခြင်းအပြင်ဟိုရှင်းပြောရင်ဟိုဘယ်လိုပြောမလဲဆိုရင်အတုံးမဝင်တဲ့ငါးလေးတွေပါမိတာပေါ့နော်ဟုတ်ကဲ့ဗျအဲ့တော့ဒုတိယချက်ကတော့ရှင်းပြောရင်ရွှေပေါ့ရွှေလုပ်ငန်းကြောင့်ဟုတ်ကဲ့ပါရွှေလုပ်ငန်းကြောင့်ဟုတ်ပြီရွှေလုပ်ငန်းကြောင့်ရွှေလုပ်ငန်းကြတော့ဘယ်လိုပြီးဘုံငါးတွေကိုထိခိုက်ဘယ်လိုလဲရွှေလုပ်ငန်းကြောင့်ရှင်းပွင့်ငနေငထိုင်ကောင်းတဲ့နေရာတွေမှာရှင်းပွင့်ရွှေကကျလာတဲ့အညစ်အကြေးတွေဘောတရားဟိုကျွန်တော်တို့ဗရားတွေအကြောင်းငါးတွေကငကိုတုံးကအများကြီးနေတဲ့ဟုတ်ကဲ့နေရာတွေမှာငါးလုံးဝတန်းလို့မရတော့ဘူးဟုတ်ကဲ့ပါဟုတ်ကဲ့เนาะအဲ့လိုမျိုးကြောင့်ဘာကြောင့်ကြောက်ရတယ်လဲဘာကြောင့်ငါရှာသွားတယ်ဟိုဒါတော့အမျိုးမျိုးရှိတယ်လေဟုတ်ကဲ့ရှိပါအကြမ်းမြင့်တွေ့ရမယ်ဆိုတော့ဖမ်းလို့ကြောက်တာများတာပေါ့ဖမ်းလို့ပုံသွားတာပါဘာကြောင့်မကောင်းလို့ထင်လဲအကြောင်းမကောင်းလို့ဆိုတော့ကိုယ်ရေနောက်တယ်လေဗျာရေနောက်တော့သူကငါ့ကိုပြတ်တော့တာရွှေလို့တဲ့တွေ့အောင်အဲ့တော့ဒီကကြောင်းရကျွန်တော်ကရွှေလို့မကောင်းရင်ဓာတ်ကြီးဆင်းလာအဲ့ဒါပဲဒီကရွှေလို့ရေတော့ပါဟုတ်ပါဘူးကျွန်တော်ဒီရွှေမကောင်းရင်တော့ကျွန်တော်မငါကြီးရအဲ့လိုလေးချင်ဆိုးတယ်ဘူးကိုကအခြေသားဆိုးတယ်ကွာဓာတ်ကြီးတွေပါဝင်လာတဲ့ခါအဲ့မှာဝင်လဲဖြစ်တယ်သူကရေနောက်ထိုးရတော့ကြောင့်ခုလူအပင်လေးကသူကမနှုံပို့ဖို့အဲ့ဒါအပင်လေးကမပေါက်နိုင်တော့ငါအဲ့နဲ့မကတ်တော့ဘူးအဲ့လိုဌာနေသားကြောင့်ပျက်စီးတာခက်နေဗျဟုတ်ကဲ့ပါဟိုပြောမယ်ဆိုရင်ဘယ်လိုပြောမလဲဆိုရင်ဟိုဗျံကြသမားတွေအကြောင်းလည်းပျက်စီးတာများတယ်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်တို့ကဌာနေသားကထိန်းချုပ်လို့ရတယ်ထိန်းချုပ်နိုင်တယ်သူတို့ကရှင်းပြောရင်ဟိုရေကြီးမျက်နှာမှာသူတို့ကလောက်ကင်စားတော့ပြီးတော့သူတို့ကတစ်နှစ်တန်ဒီနှစ်နှစ်တန်ဒီနေပြီးတော့သူတို့ကပြန်သွားကြတာဆိုတော့ရှင်းပြောရင်သူတို့ကဟိုဘလူးအုံနဲ့ပဲရဖွင့်နေပဲရသူတို့ကတော့လောက်ကင်စားတော့သွားကြတာဟိုရှင်းပြောဌာနေသားကတော့ရေရှိကိုကြည့်တဲ့သူကခမည်းများပါထိန်းချုပ်ရတာလည်းလွယ်ပါတယ်ဌာနေသားကတော့ထင်ပါတယ်ဟုတ်ကဲ့ဘာဖြစ်လို့ထင်တာလဲဩကောင်းရမွန်ရပွားများအောင်လို့လှုပ်တာကိုဟုတ်ကဲ့ဟိုမလှုပ်ပါနဲ့လို့လုံးဝပိတ်ပင်တာမှမဟုတ်ခဲ့ကိုဟုတ်ကဲ့မဟုတ်ဘူးလားအဲသူ့နေရာလေးနဲ့သူကန့်တက်ပေးပြီးတော့ပွားများအောင်လှုပ်တာပဲလေအဲ့လိုဆိုတော့သဘောကျပါတယ်အကုန်လုံးမလှုပ်ရလို့ပိတ်လို့ရှိရင်ဒါကျတို့မှပဲဟာသွားစားမလို့လေအဲ့ဒါဆိုအဲ့လိုမှမဟုတ်တာကိုအခုကတော့ပွားများအောင်လို့ကန့်တက်ပြီးသူ့နေရာနဲ့သူထားပေးတယ်ဆိုတော့လေအဲသဘောကျပါတယ်လို့အဲ့ဒါကြောင့်
အဲ့ငါထိန်သိမ်းတဲ့နေရာတွေကိုအတွက်သတ်မှတ်လိုက်တဲ့အတွက်အခုတို့ဒေသမှာအရေးပါတဲ့နေရာလေးအရာလေးတွေတော့ရှိတယ်ဒါပေမဲ့အဲ့ဒါလေးတွေကိုတကယ်ကြက်မတ်မတ်နဲ့လုံးမှလည်းအောင်မြင်မှလည်းဒါတွေကဖြစ်မှာဒီလိုပေါ့နော်အလုပ်ငန်းသဘောတရားအနေနဲ့ဆိုလို့ရှိရင်ဒီအလုပ်ကိုပဲဒါအကြောင်းပြတယ်ဒါလေးတစ်ခုပဲရှိတယ်ဒါကထိမ့်သိမ့်မှုမရှိဘူးပံ့ပိုးမှုမရှိဘူးဆိုလို့ရှိရင်တော့မအောင်မြင်နိုင်ဘူး ကျွန်တော်တို့ဟိုရေသားတွေမကောက်ရသားတွေလည်းညုံနေထောင်ပြီးတော့လှုပ်တယ်နော်နောက်ပြီးတော့မှစောတိုက်တယ်တော့ဆရာပြောလို့နော်စောနဲ့စင်နဲ့တွဲပြီးတော့လုပ်တယ်ဒါတွေကဆိုနော်ဒေါက်တာဘာတွေများရှိသေးတယ်ကျွန်တော်တဘာဝအဲ့လေကိုရောတဲ့တူလည်းငါအဲ့မြင်တော့ နောက်အင်ကောတယ်နော် အဲ့ဒါအနည်းဆုံးနေရာတော့မရှိတော့ဘူး ဟုတ်ပါအင်ကောတယ်နော်အင်ကောဒီနော် အဲ့ကောရတယ်ငါလည်းနေနေကြတော့ ဒီတင်ပြီးရေတိမ်သွားတယ်နော်ရေတိမ်ဟုတ်ပြီအင်ကောလေးရေတိမ်ဟုတ်ပြီနောက်ဘာတွေရှိရကြကျွန်တော်တို့တွေ့ပြီနော် ဟိုလက်ရှိကျွန်တော်တဘာဝစိတ်သားနေခန်းတော့လဲဒီတောတွေကငားတွေကမကြမ်းတော့တကောမှမရှိတော့ ဟုတ်ကဲ့ အဲ့ဒါလည်းခန်း တဘာတောတောင်လေး6ခန်းနော် ဟုတ်တယ်6ခန်း တဘာဝတောတောင်လေး တော့မလေး 6ခန်းနေ ဟုတ်တယ်အဲ့ဒီတောကြောင့်ပြုတ်ကြီးတယ်ပေါ့ငားတွေပြုတ်ပြီးတော့ပါနေလို့မရ ငါတွေကတော်တယ်မာတွေနေလို့မရကုန်တော့ ငားတွေနေမရဘူးဆိုလဲစီးခတ်တယ် ယုံဒီတယ်နောက်စိတ်ခတ်တယ် ခတ်တယ် စိတ်ခတ်တာဒီကန်ထဲမှာခတ်တာလား တော် တောမှာတော့တောမှာနေ တိုးချောင်းထဲမှာခတ်တာ ချောင်းမှာနေ တော်ကတော့ဒီအလုပ်ကိုတော့ချောင်းစီးရတယ်ပြောအောင် ချောင်းဘောခေါင်းတော့ရောက်လာတော့ဗော ရောက်တော့ ချောင်းကားနဲ့အင်းကားဆိုတာကဆန်းလိုက်တက်လိုက်နေတာကိုတော်ထဲမှာရှိတဲ့ငါကလည်းအင်းထဲမှာရှိတဲ့ငါပဲတော်ထဲမှာကအပြတ်ချုပ်တော့အင်းထဲမှာလည်းရှားတော့ပဲအဲ့လည်းပါတော့ မျိုးမရှိတော့လေတောတွေကမျိုး တိုးထဲမှာအပြတ်ထုတ်တယ်တော့အင်းထဲမှာလည်းကြက်ရောနော် ရင်းကကျွန်တော် ခတ်တာတော့တော်မှာပဲခတ်တာပေါ့ ပြစ်ပေါ်တာ အင်းထဲမှာတော့ ဟုတ်ကဲ့ညာဒီလိုရာသီမျိုးကြတော့သူတို့ကဒီငရင်ငတန်ငါးသားပေါက်လာဖြစ်တဲ့အတွက်သူတို့ကတော့တားမြစ်ထားပါတယ်တားမြစ်ပြီမဲ့လဲကျွန်တော်တို့မှာသာဝတ်နေရင်းနဲ့အခုငရင်ငတန်အချိန်ကာလမှာကျွန်တော်ရဲ့သားသမီးလေးတွေကလည်းကျောင်းနေရစဖွင့်တော့မယ်ဆိုတော့ကျွန်တော်တို့မှာသာဝတ်နေရင်းနဲ့ဒီပညာရေးစရိတ်လေးနဲ့မပြေလဲလို့ကျွန်တော်တို့ကလည်းတန်းရတာဖြစ်ပါတယ်ငါဦးစီးရတော့ကျွန်တော်တို့ငရင်ငတန်မို့လို့ဒီချောင်းပေါက်မြောင်းပေါက်တွေမှာတားမြစ်စုံတွေပါတယ်လှုပ်ပေးထားပါတယ်။ကွာတယ်ဗျအရင်တုန်းကကျွန်တော်တို့ဘိုးဘွားမိဘလက်ထက်ကဆိုလို့ရှိရင်ပိုက်ဆိုလို့ရှိရင်လဲ၄-၅လက်လောက်ပဲတန်းရတယ်ဗျ။အခုကျွန်တော်တို့လက်ထက်မှာကျတော့ဟိုပြောမယ်ဆိုလို့ရှိရင်ဆယ်ချီပြီးတော့ကင်ရတယ်ပေါ့။အဲ့လိုလေးတော့ကွာခြားမှုရှိတယ်။ခုနောက်ပိုင်းမှာဒီငါဦးစီးအနေနဲ့သူတို့ကြက်မတ်လေးလှုပ်လာတဲ့အချိန်မှာတခါငါးမျိုးလေးတွေပြန်ပြီးတော့မှပေါ်များလာတယ်ပေါ့ကျွန်တော်တို့လှုပ်စားတဲ့တက်တန်းတစ်လျှောက်ဆိုရင်တော့ကျွန်တော်တို့အရင်တော့ကတော့ဘိုးဘွားမိဘတွေလက်ထက်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဒီငဖမ်းမတွေတို့နောက်ပြီးတော့ဒီငတိုင်းတို့ပေါ့နော်ငဒိန်းတို့အဲ့ဒါမျိုးတွေကျတော့အခုကျွန်တော်တို့လက်ထက်မှာကျတော့မတွေ့ရလောက်အောင်ဖြစ်သွား နောက်တော့နောက်ကြသေးတယ်လှုပ်တာတော့ဒါမှကျွန်တော်တို့ပြောမယ်ဆိုကျွန်တော်တို့တာသမီမိဆက်တွေလည်းတူတက်လမ်းရှာစားမှာလည်းရရှိရှာစားမှာပေါ့နော်အခုလိုပြီးမဲ့ကြီးလွတ်တယ်မယ်ဆိုရင်တော့ကျွန်တော်တို့လည်းကျင်ဆက်လှုပ်လို့လှုပ်စားကြအောင်ပေါ့နော်ကျွန်တော်ပြောမယ်ဆိုရင်တော့အခုလိုပုံမှန်ကျွန်တော်ပိုက်တန်းစားတယ်ဆိုတော့မပြုံးစည်းနိုင်ဘူးပေါ့လေနော်
အဲ့လိုမျိုးကျွန်တော်ကဖြစ်ခဲ့စီရှင်တာလာလို့တာတော့မှနောက်ကြတာထိန်းသိမ်းရမှာတော့ဒါပေမဲ့ကျွန်တော်တို့ဇာတိချက်မြုပ်ဆိုတော့ကျွန်တော်တို့ပို့လို့တာဝန်ရှိတယ်ပေါ့လေနော်ဒါပေမဲ့တာဝန်ရှိတယ်ဆိုတော့ဥပဒေနဲ့မှထိန်းသိမ်းမှလည်းသူကဖြစ်မှာဟုတ်မဟုတ်လားလူမှုရေးနဲ့ကျွန်တော်တို့ပြောပြီးတာပဲပြောပြီးတော့လဲသူတို့ကလက်မခံဘူးပေါ့အဲ့လိုမျိုးဖြစ်ရှင်နေတယ်အခုလိုဦးစီးမှုတို့လာပြီးမှဒါမျိုးလာလုပ်ပေးတာတော့ကျေးဇူးတင်ပါတယ်ဒါတော့ကျွန်တော်တို့မှလည်းတာဝန်ရှိတယ်ဆိုတော့လက်ခံနေတာကိုကြည့်ရတော့တယ်ဝေတီမြူလေးခင်ထားသလိုတည်င်းစကားဆိုလောက်တယ်လေးလောကမြတ်ဖျားကိုဖူးမယ်ရေပေါ်မှာငက်ကလေးတွေမြူတယ်အမောင်တိုင်းရဲ့လွမ်းပကြီးနဲ့မြောက်ပိုင်းရဲ့ကချင်ပြည်နယ်မဆာတွေဝေနော်ရှာမလေးတွေလဲချောပါတယ်တည်းမွေတဲ့အင်းတော်ကြီးကနာဝဲတွေ့ရင်တိုင်းညီနောင်ဘွားအင်းတော်ကြီးဖျားကိုရောက်အောင်တွားအင်းတူအင်းနာနှလုံးသားဖြူပါတယ်လေးလေးနဲ့လောကရဲ့ဆွေပြေးဖွဲ့လိုက်ရင်ကွယ်ချာအိုစီတန်လေးတွေလဲကြားမယ်ကွယ်မြေပြန့်ငါဗမာအကူရဲ့ရှေးဆန်းလို့လာရင်ကွယ်အင်းတော်ကြီးကိုလာဖို့ဖိတ်ခေါ်မယ်